ခရီးတူတူလေးပါစာလေးတစ်ပုဒ်ဖတ်လိုက်ရဘူးပါတယ်ဘတ်စကားတစ်စီးပေါ်မှာမင်းကလေးတယောက်ကိုအမျိုးသမီးကြီးတူကအမျိုးမျိုးညူစုအဟိရန်တွေ့နေတဲ့အတိုင်းမင်းကလေးကတခွန်းမှခွန်းတုံမပြန်မဲငြိမ်သက်စွာရှိနေခဲ့ပါတယ်ခဏနေတော့မှတ်တိုင်တစ်ခုမှာအမျိုးသမီးကြီးကဆင်းသွားပါတယ်ကားပေါ်မှာကြံရစ်ခဲ့တဲ့မင်းကလေးကိုဘေးကလူတချို့ကဘာလို့မတုံ့ပြန်ရတာလဲလို့မေးတဲ့အခါအမျိုးသမီးလေးကတည်ငြိမ်အေးဆေးစွာနဲ့အဖြေပေးခဲ့ပါတယ်ကျမတို့ကခဏလေးတွေ့ခွင့်ရတာပါခီးလေးကတူတူလေးပါညူစုရန်ဆောင်နေဖို့အချိန်မရှိပါဘူးတဲ့အဲ့ဒီပုံမြင်လေးကကျမစိတ်ထဲမှာနေ့ရက်အတော်လေးကြာအောင်နှစ်ချိုက်မိတဲ့စိတ်နဲ့ဆွဲမြဲနေခဲ့ပါတယ်လူတယောက်ကိုစိတ်ဆိုးစိတ်ပြတ်မိတဲ့အခါကျမကအဲ့ဒီပုံမြင်လေးကိုပြန်တွေးပြီးကိုပြန်သတိပေးဆင်ခြင်လိုက်ပါတယ်ကျမတို့ရဲ့ခီးလေးတွေကတူတူလေးပါခဏလေးဆုံတွေ့ခွင့်ရကြတာဖြစ်ပါတယ်အချိန်တန်ရင်ဘယ်သူကအရင်ဆင်းရမယ်ဆိုတာမသိနိုင်ပါဘူးလူတယောက်ကိုမုန်းနေအမြင်ကပ်နေတဲ့စိတ်နဲ့ကိုယ့်ရဲ့ရင်တွင်းငြိမ်းချမ်းမှုလေးစိတ်ကြည်လင်နေမှုလေးကိုစတေးလိုက်ရမှာတိတ်နှမျောမိတာပါပဲဒါကြောင့်တတ်နိုင်တဲ့၍လူတယောက်ကိုမမုန်းမိအောင်စိတ်မဆိုးမိအောင်မကျေနပ်တဲ့စိတ်မဖြစ်မိအောင်တတိလေးထားပြီးနေလိုက်ပါတယ်ရလက်ကတော့ကိုယ့်ရဲ့တစ်နေ့တာလုံးကြည်လင်ငြိမ်းချမ်းနေရတာပါပဲတချို့သောလူတွေအဖြစ်အပျက်အခြေအနေတွေဟာကျမတို့ထိန်းချုပ်ပြင်ဆင်လို့မရနိုင်ပါဘူးကိုကောင်းအောင်နေပါလျက်နဲ့ကို့ပေါ်အပြစ်မြင်မုန်းတီးနေတဲ့သူလည်းရှိနိုင်တာပါပဲကို့မကောင်းကြောင်းကြွယ်ရမှာအတင်းပြောနေသူလည်းရှိနေနိုင်တာပါပဲကိုမမားပဲမခေါ်နိုင်မပြောနိုင်စိတ်ဆိုးစိတ်ကောက်နေသူလည်းရှိနေနိုင်တာပါပဲအဲ့ဒီလူတွေအခြေအနေတွေကိုကိုကဘလို့မှထိန်းချုပ်လို့မရနိုင်ပါဘူးကိုယ့်ရဲ့စိတ်အကြည်အငြိမ်းတက်ကလေးအပြတ်ခံပြီးအဲ့ဒီလူနဲ့အပြိုင်စိတ်ဆိုးညူစုနေစရာအကြောင်းလည်းမရှိပါဘူးအဲ့ဒါသူ့ရဲ့ပြဿနာသာဖြစ်ပါတယ်သူ့ဘာသာလောင်ကျွမ်းနေပါစီကိုနဲ့မဆိုင်ပါဘူးကိုငြိမ်းချမ်းနေဖို့ပဲလိုပါတယ်တခါတည်းမှာကိုယ်စိတ်ကလေးကိုအပူဓာတ်တွေမကူးဆက်အောင်နေထိုင်ခြင်းဟာတကူကောင်းဆန်ခြင်းမဟုတ်ပါဘူးဘဝခီးလေးကတူတူလေးမို့ပါရှင်းမက်တိုင်မှာသူစင်းကျင်လဲဆင်းသွားနိုင်ပါတယ်သူနဲ့အပြိုင်ရန်လိုညူစုနေဖို့အချိန်မရှိဘူးမဟုတ်လားနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်